ဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုတွေဝတ္တန္တိအဝိတုတွေဒိဋ္ဌဆိုတာမြင်ရတဲ့တတ္တဝါအဒိဋ္ဌဆိုတာမိမိမျက်စိအောင်မရောက်မမြင်ရတဲ့တတ္တဝါယေဝဒုတွေဝတ္တန္တိအဝိတုတွေအဝေးနေတဲ့တတ္တဝါနော်အဝိတုရအနီးမှာနေတဲ့တတ္တဝါဆိုလိုတာကမြည်သည့်တတ္တဝါပဲဖြစ်ဖြစ်တတ္တဝါတွေချမ်းသာကြပါစေဒါကအာယုံပြုတ်နိုင်တယ်များပြုတ်ပြီးတော့မေတ္တာဘာဝနာပွားနည်းကိုမြတ်စွာဘုရားကဟောကြားတာဖြစ်ပါနော်မေတ္တာဘာဝနာပွားနိုင်အောင်လို့ဟောကြားတာဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုဘူတာဝါတံပဝေတိဝဘူတာဆိုတာထင်းထင်းရှားရှားရုပ်လုံးပြီးပြင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလူပြီးပြင်ဖြစ်သွားတယ်လူတွေဆိုလို့ရှိရင်မိခင်ရဲ့ဝမ်းကမွေးဖွားလာပြီးတော့လူသားပြီးပြင်ဖြစ်လာပြီဆိုရင်ဘုဒ္ဓမိခင်ဝမ်းထဲမှာပဲရှိသေးတယ်ကလလရေးကြီးတိစားကနေစပြီးရုပ်ပုံမပြီးပြင်သေးဘူးဆိုလို့ရှိရင်ဒါတံပဝေတိတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ဘုဒ္ဓဆိုတာဖြစ်ပြီးတဲ့တတ္တဝါတွေမှန်သမျှဘုဒ္ဓတခြားနည်းနဲ့မွေးဖွားပြီးတတ္တဝါမှန်သမျှဘုဒ္ဓမွေးဖို့တာဆူနေတဲ့ပုဂ္ဂိုလ်တွေပြည့်စုံမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကိုတံပဝေတိလို့ဒီလိုခွဲခြားလာအဲ့တော့ခန္ဓာကိုယ်ပြင်းနဲ့မွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမမွေးဖွားရသေးတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်စေသို့မဟုတ်လောကကြီးမှာဖြစ်ဖူးပြီးလို့နောက်ထပ်ဖြစ်เสียမလိုတော့တဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေကံတရားတွေမကုံသေးသည့်အတွက်ကြောင့်ဘဝခရီးမှာရှောင်လန်းနေကြမဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေတဲ့ဘုဒ္ဓဝါတံပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တတရဝမှန်သမျှချမ်းသာကိုယ်စိတ်မြဲကြပါစေဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မေတ္တာဘာဝနာပွားများအားထုတ်တယ်ဇာကတရဝတွေနဲ့အတီးတီခွဲပြီးတော့မေတ္တာဘာဝနာပွားများအားထုတ်ကုန်မြတ်စွာဘုရားဟောတာနောက်ထပ်မေတ္တာပွားပုံလေးတစ်နည်းကိုတစ်ခါဟောပြန်